ကဲငနောင်စားပြပါနော်ငနောင်မပြောင်းမစင်ချက်မလို့တွေထိုးထားတယ်နော်ကဲဝလင်းစားပြဝလင်းဦးကဲလိုင်းဖမ်းနေငနောင်ပြစ်တယ်နော်ဝလင်းဦးကန်ကောင်းလို့ထမိန်မှာကျွတ်မဲ့ခံဖြစ်သွားမယ်နော်အထမင်းနဲ့ကျိုးပေးရတယ်ဘယ်လိုလာပြီလဲဘယ်ရဲ့သုံးတယ်ရပြင်းပေါ်ဟိုမပိုင်ကဖက်ရမှာကဲငနောင်ဂျမ်ဘလုတ်ကြပါတယ်နော်ငနောင်ဂျမ်ဘလုတ်တွေကလုံနေတယ်နော်လိုက်ချောက်ပဲတဲ့ကဲငနောင်ဂျမ်ဘလုတ်ကဲပိုက်မချို့ဘူးဖြစ်နေတယ်နော်ဝလင်းဦးလိုင်းနဲ့ထိုးထားတာကဲကောင်းပါတယ်နော်တကယ်ကောင်းတဲ့စပစ်လိုင်းနဲ့တကယ်တီတီကြကြနဲ့ဟုတ်နော်ထိုးထားတာပဲနော်ဒါဟိုဘက်ကလမ်းကြီးရဘာမှမတက်နိုင်မခံနိုင်နဲ့ဖြစ်ပြီးတော့ဝလင်းဦးနောက်တစ်လုံးကဲလမ်းကြီးစီဘက်ထိုးထားတယ်ငနောင်ပပနဲ့လေးနဲ့ကဲလမ်းကြီးကဲဝကြီးကဲဝလင်းဦးဘယ်လိုလုပ်မလဲကောင်းဆုံးစုံတက်ထားတယ်နော်ဝလင်းဦးကဲဝလင်းစပစ်ကဲလိုင်းနဲ့ထထိုးထားပြန်ပြီနော်ကဲငနောင်လမ်းကြီးပါလုံးမလဲရိုက်ပြပြီခင်ဗျအကောင်းဆုံးစုံတက်ထားတယ်နော်လမ်းကြီးကဲသူကတော့လမ်းရလက်ကွက်မပြစ်ဘူးတယ်နော်အရိုက်တိတန့်ရွယ်ကစားမှာလေကဲငနောင်ချက်ကဲတလုံးထပ်ပေါက်ပြန်ပြီနော်မကတော့7-9ပါ7 lap ပါနော်ကဲငနောင်ချက်ဝကြီးပြန်ဖမ်းထားတယ်ဝလင်းထောင်နေဝကြီးပါလုံးပါလေကဲကောင်းဆုံးစုတ်တက်ပြမဲ့လိုင်းပြန်ဆယ်ထားတယ်နော်ကဲဆယ်ဘောကောင်းပြီမဲ့နည်းငယ်ဝေးသွားတဲ့အတွက်ကြောင့်မို့လက်7ပါပဲကဲဝလင်းစပစ်ထိုးထားတယ်လိုင်းဖမ်းနေငနောင်ပါလုံးပါလေကဲလိုင်းပါလုံးပါလေကဲဝလင်းပြန်ဆယ်ထားတယ်ဝကြီးကောင်းပါတယ်နော်ကျူးစားမှုရဲ့ရလက်ဆိုတာဒါဝကြီးကပဲတတိပြသွားပါတယ်နော်17မကတော့17မှာကဲဝလင်းစပစ်လိုင်းထထိုးထားတယ်ငနောင်ပြစ်ပြီကဲဝလင်းဆယ်ထားတယ်ဝကြီးပြန်ထောင်းတယ်ဝလင်းကဲကောင်းဆုံးဆုံးသက်ပြီမလဲကဲပြန်ဆယ်ထားတယ်နော်လမ်းကြီးပါလို့မယ်ကဲလမ်းကြီးဝကြီးပြန်ဆယ်ထားတယ်ဝလင်းဝကြီးကဲပြန်ဆယ်ပြန်ပြီနော်လမ်းကြီးကကဲငနောင်လမ်းကြီးကောင်းဆုံးဆုံးသက်ထားပါတယ်နော်လမ်းကြီးကဘယ်ရောညာရောပါပဲ